အခုပြောနေတဲ့ဘုန်းကြီးကိုယ်တိုင်84နှစ်ဆိုတာဟာနော်ရသော်ပြတော်သက်80ပဲနေရတာဒီ4နှစ်ဆိုတာမသိသေးလို့ကုသိုလ်ကောင်းမှုလုပ်နိုင်တာဖြစ်တယ်အားရည်နဲ့ဆွေးနွေးသွားပြီနော်ရုပ်ရှင်နေနဲ့ဆွေးနွေးသွားတယ်ဥကျင့်တရားရဲ့တန်ကိုခံနေရပြီအတန်တောင်မှကိုပြောချင်သလိုပြောလို့မရဘူးပျက်စီးလာတယ်အဲ့တော့ဘဝဆိုတာအကောင်ပိုင်းတွေကရှိပါတယ်နောက်ပိုင်းမှာအဆိုးပိုင်းအဲ့ဒီအကောင်ပိုင်းတော့မှတော့ကြနေမကောင်းဖြစ်လိုက်တော့ကြဘာယောဂဖြစ်လိုက်ညာယောဂဖြစ်လိုက်နေလူဘဝကြီးဟာချမ်းသာတယ်ဆိုတာအလုံးကိုနေပါတယ်ဒီလိုနေတော့လည်းပဲလူတွေဘာကြောင့်ပျော်နေသလဲအဆိုးတွေကိုမေ့ထားပြီးတော့အကောင်းကိုမျောပြီးတော့ပျော်နေကြတာဖြစ်တယ်နော်ဒီမကောင်းတဲ့လူကလည်းဒီကောင်းမဲ့အချိန်ကိုမျောတယ်အစင်မပြေတဲ့လူကလည်းအစင်ပြေမဲ့အချိန်ကိုမျောနေတယ်အဲ့ဒီမျောလင်းချက်တွေကြောင့်မို့လို့ဘဝမှာရပ်တည်နေကြတာသို့တော့ဘဝကြီးကတဖြည်းဖြည်းဦးမင်းယူရင်းပြည့်ရွံ့လာတာဖြစ်တယ်ပေါ့